အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဆိုတော့ Liverpool အသင်းက Bayer Leverkusen ရဲ့ကွင်းလင်ကစားမှာ Florian Wirtz ကို Class စံချိန်တင် British စံချိန်တင် Bundesliga စံချိန်တင်ပြောင်းရွှေ့ခြင်း Euro တန်150နဲ့ခေါ်ယူဖို့သဘောတူလိုက်ပြီးကစားမကအခုဆေးစစ်ပြီးတာနဲ့ Liverpool ရဲ့ကစားမဖြစ်ကြီးညာနိုင်ပြီဆိုတော့ဒါကအခု Premier League သမိုင်းတစ်လျှောက်ဈေးအကြီးဆုံးကစားမဖြစ်တယ်။ Liverpool အသင်းသမိုင်းတစ်လျှောက်မှာဈေးအကြီးဆုံးကစားမဖြစ်တယ်။နောက်တစ်ခုကတော့ Bundesliga ဘက်ကရောင်းတဲ့ကစားမတွေတဲ့ဈေးအများဆုံးရတဲ့ကစားမဖြစ်တယ်။ဆိုတော့သမိုင်းတစ်လျှောက်မှာကမ္ဘာဘောလုံးလောကရဲ့တန်ကြီးအများဆုံး transfer fee ရှိခဲ့တဲ့ကစားမတွေဘယ်သူရှိမလဲ။ကျွန်တော်အားလုံးသိတာက back in 2020 17-18 ပေါ့လေ18 season တုန်းကနေမာဂျူနီယာက Paris Saint-Germain အသင်းကိုပြောင်းသွားတဲ့ပြောင်းရွှေ့ခြင်းပေါ့လေအဲတုန်းကပေါင်ဆိုရင်တန်း100ယူရို228တန်းရှိတဲ့အပြောင်းရွှေ့ကလက်ရှိချိန်ထိ World Record Transfer Fee ဖြစ်တယ်ဆိုတော့အခုကျွန်တော်တို့သိရမှာကအခုလက်ရှိကမ္ဘာတန်ကြီးအမြင့်ဆုံး transfer fee ကို hold ထားတဲ့ top 10 player တွေကဘာတူလဲဆိုတော့အခုလက်ရှိမှာ Liverpool ခေါ်လိုက်တဲ့ Florian Wirtz ကအပြောင်းရွှေ့ market ရဲ့ဒါတန်ကြီးတန်150ပြောင်းရွှေ့ချေပြောင်းလာပြီးတဲ့ကြောင့်သူကတမိုင်းတစ်လျှောက်မှာတော့ဈေးအကြီးဆုံးတတိယကစားမဖြစ်လာတယ်တတိယမြောက်ဈေးအကြီးဆုံးတကယ်တမ်းကျတော့ဘယ်လိုပြောမလဲအဲ့ဒီချိန်ကSterling Pound ကတော်တော်လေး strong မဖြစ်ဘူးလေအခုချိန် Sterling Pound နဲ့အရင်က Sterling Pound ဘာလို့ Liverpool ကိုယ်တိုင်က Philippe Coutinho ကိုယူရို145တန်းနဲ့သူရောင်းထားတယ်အဲ့ခေတ်ကယူရို145တန်းကပေါင်105တန်းပဲရှိတယ်တကယ်တမ်းကျတော့အဲ့တုန်းက Sterling Pound ကတော်တော်လေး strong ဖြစ်တဲ့အချိန်ဆိုတနေ့နဲ့တနေ့ကြာငွေကြေး currency ငွေကြေးနှစ်ခုကြာအဓိကတော့ကျွန်တော် transfer မှာ European transfer ကိုအဓိကအသုံးပြုတာက UK Premier League ဆိုရင် Sterling Pound နဲ့သုံးတယ်ဥရောပတိုက်လုံးကယူရိုနဲ့သုံးတယ်။ Saudi Arabia ကယူရိုနဲ့သုံးတယ်။ American ကတော့ American Dollar နဲ့သုံးတယ်။ဆိုတော့ကျွန်တော်တို့ယူရိုကိုပဲတည်မယ်ဆိုရင်နေမာဂျူနီယာရဲ့အပြောင်းရွှေ့ကယူရို222တန်းအဲတုန်းကပြောင်းရွှေ့ချီကပေါင်နဲ့ဆိုရင်တန်း100ရှိတယ်။အဲတော့2018ရာသီပဲအဲကလပ်စီကိုကဘာစီလိုနာနဲ့ Real Madrid တို့ Miami မှာကန်ကြတဲ့အချိန်မှာနေမာကမက်ဆီရဲ့လောင်းရင်ကထွက်ပြီးတော့ကမ္ဘာအကောင်းဆုံးဘောလုံးမဖြစ်ချင်တဲ့အတွက်သူမိုင်ယာမီကပွဲအပြီးမှာပဲသူဘာစီလိုနာကထွက်ဖို့ဆုံးဖြတ်တယ်အဲတော့ကျွန်တော်မှတ်မှတ်ရပဲပွဲပြီးတဲ့အချိန်မှာ Suarez ကိုမက်ဆီယောကနေမာကိုတိတ်ပြီးမနှုတ်ဆက်ဘူးဘာလို့ဆိုတော့သူတို့အဲ့တဲ့ကြိုတိပြီးသားဖြစ်တယ်နေမာကအဲ့တုန်းကကျွန်တော်အခုရော်ဂျီစာချုပ်ဆိုရယ်ပေါ်လာတာပေါ့လေအဲ့တောင်က market မှာရော်ဂျီစာချုပ်လို့ခေါ်တဲ့ release clause လို့ခေါ်တဲ့စာချုပ်ဖြတ်သိမ်းခြင်းဆိုတာပေါ်လာတယ်အဲ့ဒါကနေမာဂျူနီယာကိုဘာဆိုနာကလည်းဘယ်ထင်မလဲပေါင်တန်း100ယူရို222တန်းထိသတ်မှတ်ထားတဲ့ကစားမတစ်ယောက်ကိုဒါ Paris Saint-Germain ကရအောင်ခေါ်သွားတယ်အဓိကတော့နေမာပေါင်ပတ်သက်တာလည်းပါတယ်ဆိုတော့အခုကျတော့ဘာဖြစ်လဲဆိုတော့ La Liga ကလပ်တွေအများစုဟာသူတို့ခေါ်လိုက်တဲ့ဘယ်ကစားမကိုမဆို1 billion ရော်ဂျီစာချုပ်တနည်းအားဖြင့်ရော်ဂျီစာချုပ်ဖြတ်သိမ်းပြီးခေါ်သွားတာကိုခေါ်လို့မရအောင်သူတို့ထည့်ထားတယ်ဆိုတော့ဒါအခုလက်ရှိမှာ Liverpool ခေါ်လိုက်တဲ့သူတို့ရဲ့ကစားမ Florian Wirtz ကအပြောင်းရွှေ့ရဲ့တတိယအများဆုံးယူရိုနဲ့တွက်မယ်ဆိုယူရိုတန်း150တတိယအများဆုံးကစားမဖြစ်လာပြီနေမာကိုခေါ်တုံးကဆိုရင်ဒါကျွန်တော်တို့အခုပေါင်တန်း100ယူရို222တန်းအခု rate ဆိုရင်ပေါင်တန်း100ဆိုယူရို235တန်းရှိတယ်ဒါကိုကြည့်ချင်းအဖြစ်ယူရိုကပူတောင်ကျသွားတယ်လို့သဘောပြောလို့ရတယ်တန်း100မှာ222တန်း22တန်းပဲကွာတယ်ဒါပေမဲ့အခုက35တန်းအောင်ကွာသွားပြီ Philippe Coutinho ကိုအဲ့တုန်းက105တန်းပြီးရတယ်အဲ့105တန်းကယူရိုအားဖြင့်အခု rate ဆိုရင်123တန်းပဲရှိတယ်အရင်တုန်းက rate ဆိုရင်တော့ Philippe Coutinho ကဒါယူရို145တန်းထိရှိတယ်ဆိုတော့ဒါအခုလောလောဆယ်အနေထားရကြည့်ရင် top transfer market ရဲ့ထိပ်ဆုံး10ယောက်နံပါတ်1ကတော့ Moises Caicedo ပါ Chelsea တင်က Brighton ကနေပြောင်းရွှေ့ခြင်းယူရို116တန်းနဲ့ခေါ်လိုက်တယ်2023ခုနှစ်မှာခေါ်တယ်တကယ်တမ်းကျတော့သူကယူရိုတန်း120ကျော်ထိဖြစ်တယ်အက်ဒွန်တွေပါရင်ဒါပေမဲ့အက်ဒွန်တွေပါတွေကိုထည့်မတွက်ဘူးဆိုရင်အက်ဒွန်ဆိုတာတဲ့ဘယ်လိုပြောမလဲ Brighton တောင်းထားတဲ့အချက်တွေပေါ့လေဆိုတော့သူ့ရဲ့ transfer market က116တန်းနဲ့ပြီးသွားတယ်ဆိုတော့အခုလက်ရှိပေါ့လေဒါ transfer market မှာပေါ်ပြတဲ့ rate နဲ့ကျွန်တော်တို့တွက်မယ်ဆိုရင်နံပါတ်1ကနေမာဂျူနီယာဖြစ်မယ်ဆိုတော့ခိုက်စီတိုကကျွန်တော်တို့ rank ရဆိုရင်10ဆိုတာထက် join တွေပြန်ပေါင်းတဲ့အခါမှာ116တန်းရှိတယ်သူနဲ့အတူ
ပြောင်းရွှေ့ကြီးတူတာပေါ့လေကျွန်တော်တို့တွက်ထားရမှာကတစ်နှစ်နဲ့တစ်နှစ်ကြားမှာငွေချေးကွာခြားမှုရှိတယ်ယူရိုနဲ့စတာလင်ကိုကွာခြားတဲ့အတွက်ကြောင့်ဗြိတိရှပြောင်းရွှေ့တော်များများကပေါင်နဲ့သုံးတဲ့အတွက်အဲ့တုန်းကပေါင်ဈေးနဲ့ယူရိုဈေးဘလောက်ကွာလဲအခုယူရိုဈေးနဲ့ပေါင်ဈေးဘလောက်ကွာလဲပုံမူတည်ပြီးတော့ဒါအရင်တုန်းကပေါင်ကတန်းတရာပေးရပေမဲ့ယူရိုကနေအတွက်ကြောင့်အများကြီးပေးရတဲ့ပုံစံဖြစ်နိုင်တယ်ဒါကြောင့်တချို့ပြောင်းလဲတွေကနည်းနည်းလေးအပြောင်းလဲတွေရှိမယ်ဆိုတော့ခိုက်ဆေးတို့ကလက်ရှိအိုက်ခိကအပြောင်းရွှေ့မှာဆိုရင် transfer market မှာယူရို116တန်းနဲ့ Brighton ကနေ Chelsea ကိုပြောင်းရွှေ့ခဲ့တယ်သူကနံပါတ်10မဟုတ်ဘဲနဲ့နံပါတ်12မှာရှိတယ်နောက်တစ်ယောက်ကတော့ Declan Rice ပေါ့လေပြီးခဲ့တဲ့2023-24ရာသီမှာ West Ham ကနေ Arsenal ကခေါ်ခဲ့တယ်ပေါင်ကတော့105တန်းယူရိုက116.6တန်းနဲ့အဆင့်7မှာရှိတယ်ပြီးတော့မှ Cristiano Ronaldo နဲ့ Juventus ကအပြောင်းရွှေ့ပေါ့လေအဲ့တုန်းကတန်း100ပေးရတယ်အဲ့တန်းတရာကအဲ့ခိက transfer market ဆိုရင်119တန်းရှိတယ် Cristiano Ronaldo ကနံပါတ်10မှာရှိပြီးတော့ Jack Grealish က2021မှာ Manchester City ကိုပေါင်တန်း100နဲ့ပြောင်းလာတဲ့ Aston Villa ကနေအဲ့ပြောင်းရွှေ့ကြီးကယူရို119.5တန်းရှိပြီးတော့မှ2019-20ကိုဗစ်ကာလမှာ Antoine Griezmann ကိုဘာဆိုနာကခေါ်လိုက်တဲ့ Atletico Madrid ကနေပြောကြီးစာချုပ်ကယူရိုတန်း120ဖြစ်ပြီးတော့သူက all time မှာအဆင့်8မှာရှိတယ်အဆင့်9ကတော့ Eden Hazard ပါအဲ့နှစ်မှာပဲ2019-20မှာ Chelsea ကနေ Real Madrid ကိုပြောင်းသွားတဲ့ပြောင်းရွှေ့ခြင်းဖြစ်ပြီးတော့ပေါင်တန်း100ကျော်ယူရိုနဲ့ဆိုတန်း120နဲ့တန်းရှိတယ်ပြီးတော့မှအဆင့်6ကတော့ Enzo Fernandez ဖြစ်ပါတယ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး22-23ရာသီမှာ January ကာလမှာ Enzo Fernandez ကို Chelsea ကခေါ်ခဲ့ပြီးတော့ယူရို120တန်းဖြစ်တယ်သူကBritish စံချိန်တင်ပြောင်းရွှေ့ခြင်းပေးထားသူဖြစ်ပြီးတော့အဆင့်9ကတော့ Joao Felix ပါ2019-20မှာ Atletico Madrid က Barcelona ကို Griezmann ရောက်ပြီးချိန်မှာ Benfica ကနေ Joao Felix ကို Tico ကယူရို129.2တန်း Griezmann ကိုပေးတဲ့အမောင့်ထက်ကိုပိုများတဲ့အမောင့်နဲ့သူတို့ Benfica ကယုံကြည်စာချုပ်နဲ့ခေါ်တယ်ပြီးတော့မှ2019-18မှာ Ousmane Dembele နေမာရဲ့အပြောင်းရွှေ့ကြောင့်ဖြစ်ပေါ်လာတဲ့အပြောင်းရွှေ့ဖြစ်ပြီးတော့ Borussia Dortmund ရဲ့ဇာမာဖြစ်တဲ့ Dembele ကို Barcelona ကယူရို135တန်းပေးရပြီးတော့နောက်2018မှာပဲအဲ့ဒါကြတော့ January ကာလဖြစ်သွားတယ်အဲ့မှာ Philippe Coutinho ကိုယူရို145တန်းဒါကတော့အခုလက်ရှိ all time 3ဖြစ်တယ်ပြီးတော့မှနံပါတ်2ကတော့ Mbappe ပေါ့လေ2018-19ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတဲ့အချိန်မှာ Paris Saint-Germain ကမိုနာကိုကစားမလေးကိုပထမ100ဒီမှာအငားနဲ့ခေါ်တယ်ဒုတိယရာသီမှာပေါင်166တန်းယူရိုတန်း180နဲ့ခေါ်ပြီးတော့2019-18မှာပဲနေမာဂျူနီယာကိုပေါင်တန်း100ယူရို222တန်းနဲ့ PSG ကခေါ်လိုက်တယ်ဆိုတော့အခုနေမာက1 Mbappe က2 Philippe Coutinho က3 Dembele က4 Joao Felix က5ဖြစ်ပေမဲ့အခုလောလောဆယ်မှာ Florian Wirtz ကတန်း150ဖြစ်တဲ့အတွက်နေမာ Mbappe ပြီးတဲ့အချိန်မှာတတိယမြောက်စီအကြီးဆုံးကစားမဖြစ်လာပြီးတော့နေမာ Mbappe Florian Wirtz Philippe Coutinho Dembele Joao Felix Enzo Fernandez Eden Hazard ပြီး Antoine Griezmann နဲ့ Jack Grealish တို့က top 10စီအကြီးဆုံးကစားမအဖြစ် Florian Wirtz ရဲ့အပြောင်းရွှေ့ကိုထည့်သွင်းပြီးတဲ့အချိန်မှာပေါ်လာတယ်ဆိုတော့နံပါတ်10က118တန်းနံပါတ်8က120နံပါတ်9က120.8နံပါတ်6က121နံပါတ်5က Joao Felix က129နံပါတ်4ကဒါဘယ်လိုပြောမလဲဆိုတော့အဆင့်လိုက်ပေါ့လေတွားတဲ့ခါမှာ Dembele က135 Coutinho က145နဲ့ဒါ Florian Wirtz က150နောက်အဖို့က180နဲ့200နဲ့22ဆိုနေမာရဲ့ကြောင်ရွှေကြီးက222ဆိုတော့နည်းနည်းတော့ကွာဟပြီးတော့ clearly လောင်းဝေးထိတ်ဆုံးမှာဥဆောင်နေတာဖြစ်ပါတယ်ဒါတော့ transfer market ရဲ့ဒါတတိယဈေးအကြီးဆုံးကစားမ Florian Wirtz နဲ့ဈေးအကြီးဆုံးသမိုင်းတစ်လျှောက်ကစားမတွေပါအားလုံးကျေးဇူးတင်ပါတယ်